need to not pick up my phone. I'll go straight to airplane mode. ခရူခေါခရောအော်အီဟာမနဲ့တော့လင်းလိုက်ပါလားအဲ့တော့ငါတို့ညနာတော့တက်ရအောင်ဒီနေ့ကတနင်္ဂနွေနေ့ဆိုငါတနေ့ရသွားမယ်ဟုတ်မလေးဂူလလဆဆဲလေးအင်္ဂါလေးပါဝဲလေးရှော့လာအောင်အိမ်မလေးတက်ပြီးဆိုရေချိုးမြတ်တာပဲတွေ့တော့မှရေချိုးရင်လည်းကြာနေအောင်ပါမဲဒီနေ့တာရလိုက်တာဗျာလာတာရလဲဆိုတော့တရက်ကွက်လုံးကတိတ်စိတ်လို့ယူလဲဟာဦးလေးတက်ဦးလေးမြောက်မြို့ပါလားဦးလေးဘာဖြစ်တာလဲဦးလေးပန်းမင်းရဲ့ခဏဦးလေးရတယ်ဘာလို့ဖုန်းကြဦးလေးပန်းမင်းဖုန်းလားဟယ်လိုဦးလေးပန်းမင်းဘာဖြစ်ငါတမီးပန်းတာလို့ဦးလေးပန်းမင်းဘာပြောတာတမီးရီပန်းတာလို့အဲ့ဆိုကျွန်တော်ဘာနဲ့လုပ်ပြန်မှာဘာမှလည်းနုဘီကိုင်းအလဝင်ကိုင်းနဲ့လက်ရွေးတဲ့အဲ့တော့ကျဦးလေးပန်းမင်းကိုကဲပါဦးအိုးရမယ်ကျွန်တော်ပြီးရင်လက်ကဲပေးမယ်နော်အကိုဦးလေးနော်ဟုတ်ကဲ့အေးကျေးဇူးတင်ပါတယ်ဦးလေးပန်းမင်းဒီနေ့ကျမှဘာဖြစ်လို့ဖုန်းဆက်လဲဆိုတော့ငါသိရပြီသူ့တမရိုက်ဖာငါလည်းတိတ်ရွေးပေးရမယ်ငါတို့အရင်ဆုံးတမရိုက်ပြောသူပြောရတော့ location ပို့ပေးမယ်ဟဲ့ညောစိုက်ကဲလို့ location ရတော့နေဖို့ဆက်ကြည့်အောင်ဟိုမှာငါသိပြီဟိုတစ်ခါတော့ငါအနုပဂျိုအိမ်ဟိုမှာသွားမယ်မင်းတော့မှဖြစ်မယ်နုပဂျိုစံဒီနုပဂျိုကဆက်နိုင်ထိုးရင်အလုပ်သွားပြီသူငါတခုခုနဲ့လိန်ရမှာအမြန်သွားမှာဖြစ်ဟာနုဘီဂျိုကားတွေ့ပြီနုဘီဂျိုကားတွေ့ပြီနုဘီဂျိုရှိလားသူ့ကားပြီရှိတယ်အဲ့တော့ငါဘယ်လိုလဲတိပြီသူတခါတော့လင်းငွေးမဲနိုင်ရပဲဒီနေ့ဂျပတ်ဆိုတော့သူမဲပေါက်လာမသိဖုံးဆက်လာအဲ့လန်ထိတ်ဆိုင်ကဦးလေးပေါ့တာလီယူဒီနေ့ပေါ့နော်အန်တီတို့ဆိုင်ရနှိုက်သွားတဲ့ဂျပန်ကိုမဲဟိုကတော့ဒီနေ့ဂျပန်တော့တဲ့ဘက်ခွင့်ပြုပါတယ်အဲ့ဆိုကျွန်တော်တော့အဲ့ဆိုသွားလိုက်ပါအောင်နော်ဟုတ်ကဲ့တော့ကျွန်တော်သွားလိုက်ပါမယ်ငါဂျင်းထဲလိုက်ရမလားတော့မသိအမြန်သွားမယ်ကားလေးချက်ငယ်ငါတငယ်ချင်းတစ်ပင်ကိုပဲယူခိုင်းလိုက်ငါတငယ်ချင်းဂျိုးပီနိုယူခိုင်းလိုက်မြန်သွားမယ်ဆိုဘရုဆိုင်ကလေးမသိထားလိုက်နူဂျူသွားအမြန်ကားလေးခွာမယ်ဟိုဓမြကြီးပြောတော့နောက်အခုက9နိုင်10နိုင်ထိုးရဆိုတော့12နိုင်ထိုးရင်လည်း12နိုင်ထိုးစီသူ့စီရောက်ပို့ပြရမှာတန်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 တ
တန်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 
အမိုင်ဆိုကြီးညရွာတော့မှာငါပတ်ကင်ထိုးခဲ့လိုက်မယ်အလုံးရဲ့ကားတကြည့်အောင်မဘရလုံးရဲ့ကားတကြည့်မအမြန်တကြည့်ရမှာအမြန်သွားမဖြစ်ဟိုနားမှာပဲအလုံးရဲ့ဈေးဆိုင်မှာတခုရဟုတ်တယ်မကားပြတွေ့ပြီအလုံးရဲ့ဟုတ်တယ်ဒီမှာအလုံးဝင်ရှိတယ်သူ့ဘူမှာကြည့်ရသူ့ရီစာနဲ့ဘယ်လိုလာမသိငါဒီနားနေသူ့မေအတန်ပုံစံဟန်ဆောင်ပြီးသွားမှာသူ့ချမ်းသာတပည့်တွေရှိ
သူတပည့်တွေကိုကာယူခိုင်းတာအဲ့ငါသိပြီငါ idea ကြီးကျယ်ရကုန်ကဲဖုံးဆက်မယ်နော်ငါဖုံးနံပါတ်ကြည့်လိုက်အော်တွေ့ပြီတော့မ396939696ကဲအမြတ်တော့မြင်မြင်နှိပ် Hello တားလေးရဲ့အမေဟက်ကောင်နေအမေအတက်တန်ဖြစ်လို့မြင်မြင်ပြလာ Hello အမေဘာဖြစ်လဲအမေနေမေဆုံးတော့မှာတက်တန်ဖြစ်မြင်မြင်ပြလာနေမေစေးရောက်တယ်သားနေတပည့်တွေကိုကာယူလာခိုင်းမြင်မြင်တော့အမေမြင်ကာယူခိုင်း Hey တပည့်တွေယူလာခဲ့တော့မြင်တော့ပြမဟာအလုံးဝင်တော့သွားဝိုင်းသူကားတွေခိုးရမယ်သူတပည့်တွေမလာသေးဘူးသူတပည့်တွေအခုမှတိုက်ရဆက်ထွက်မြန်တော့ကားတစ်မျိုးတော်သေးရပဲဒီဆာကူရာမျိုးမှာဘာမှမရှိလို့ဆာကူရာမျိုးမှာကား၄စီးပဲရှိအော်ကမအိမ်ဟိုမှာကမဘာလို့ဒီမေအမေတော့မဖြစ်မယ်ตัวအမေတော့အမေတော့ဦးလေးတမီအိမ်ဦးလေးပါမင်းအိမ်တော့ဦးလေးပါမင်းတယ်ဟမ်ဓမြကြီးလည်းမတွေ့ပါဦးလေးပါမင်းအိမ်ဟမ်ဦးလေးပါမင်းလည်းမတွေ့ဦးလေးပါမင်းဟယ်လိုဦးလေးပါမင်းအိမ်မှာလည်းမရှိဘူးဟာမင်းကတအားပဲသူများကူညီလို့စိတ်ရှိတော့ဒုတိယပဲဘာလို့ပြောချင်တာလဲကျွန်တော်မင်းအဲ့လိုပြောတာမဟုတ်ဘူးမင်းဟိုအဲ့ဓမြရလဲအဲ့လိုဝင်အဲ့ဒီဦးလေးပါမင်းဆိုရဲ့ညီရလဲဦးလေးပန်းငါတငယ်ချင်းညီရလဲအလိုဝင်းနဲ့ဟာအဲ့ကျွန်တော်ပြောတာပေါ့အေးရပြီအဲ့ကျွန်တော်သွားပြီးတော့အိမ်ပြန်မယ်နော်အေးရတယ်ပြန်ဦးငါတော့ရေးသူများအဲ့လိုမျိုးချီကျူးခံမှာအဲ့တော့ကျွန်တော်ဗီဒီယိုလေးသဘောကျရတော့ like subscribe လေးနဲ့ share လေးနဲ့ခဲ့ပါအောင်ကျွန်တော် TikTok ကလေးလို့လဲ follow တစ်ချက်နဲ့